အားလုံးပဲမင်္ဂလာပါခင်ဗျာ WeAre Knowledge Share မှာကြိုဆိုလိုက်ပါတယ် Web Planning ကနေရာတိုင်းကိစ္စရပ်တိုင်းမှာလိုအပ်ပါတယ်ကိုယ့်ရဲ့နေ့စဉ်ဘဝနေထိုင်မှုကနေလုပ်ငန်းတာဝန်တွေအထိ Web Planning ရှိဖို့အရေးကြီးပါတယ်ထမင်းဟင်းချက်တာအိမ်တန်းရှင်စတဲ့အိမ်မှုကိစ္စအလုပ်တွေမှာလည်း Web Planning နဲ့ကင်းကွာလို့မရပါဘူးအတတ်ပညာအသိပညာသင်ကြားသင်ယူတဲ့အခါမှာလည်း Web Planning ကို channel ထားလို့မရပါဘူးဒီလို personal life မှာတော့ web planning ကအရေးပါတာမို့ကိုယ့်ရဲ့လုပ်ငန်း project ကြီးလေ web planning ကမရှိမဖြစ်လာလေပါပဲ web planning ရှိထားပြီဆိုလို့ရှိရင်ကောင်းကျိုးတွေကတော့များလာပါတယ်အချိန်ကုန်သက်သာစေတဲ့လူရဲ့စိတ်နဲ့ခန္ဓာအာရုံစိုက်ရတာသက်သာတယ်ကိုယ့်ကိုယ်ယုံကြည်မှုပိုရှိစေတယ်စိတ်ဖိစီးမှုကိုရောနေစေတယ်ငွေကြေးအလွယ်လွှဲနေပါစေတယ်ကိုယ့်ရဲ့လုပ်ငန်းအောင်မြင်မှုရာခိုင်နှုန်းပိုပြီးများစေတယ်ဒါကြောင့်ကျွန်တော်တို့လုံးသမျှကိစ္စရပ်တိုင်းမှာ web planning ရှိဖို့အကြံပြုလိုပါတယ်။တာယာပျော်ရွှင်သောနေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။